ရန်ကွာကျွန်တော်ဒီနေ့လေမတော်ပါသေးတဲ့ရောက်ခမနဲ့တွေ့ဖို့ချိန်ထားတယ်လက်ဆောင်ပစ္စည်းတွေတော့စီစဉ်လာတာပဲအဆင်ပြေလားမပြေလားတော့မသိဘူးဗျာကျွန်တော်အားလုံးအဆင်ပြေပါသလိုဝိုင်းမဆူတောင်းပေးကြအောင်နော်မေဒီနေ့လေတမီးကောင်းလေးလာမယ်ဆိုတာလေအဲ့ဒါရောက်တော့မင်းသိလားအော်ဒီနေ့လာမှာလားဟုတ်တယ်လာနေပြီရောက်တော့မယ်အော်ပြောနေကိုရောလာလေမင်္ဂလာပါအန်ဒီဟိုမင်္ဂလာပါတာဟိုတာနေမျိုးအောင်ဆိုတာလားအော်ဟုတ်တယ်တာနေမျိုးအောင်ပါခင်ဗျအော်တာထိုင်လေထိုင်အော်ဟိုတငယ်ချင်းလည်းပါလာလားအော်ဒါတငယ်ချင်းတော့မဟုတ်ဘူးဗျဟိုဒါကျွန်တော်ဘယ်တော့သွားခေါ်သွားနေကြကျွန်တော်ရဲ့ AI စက်ရုပ်လေးပါဗျအော်ဟုတ်လားဟဲ့ကောင်းလိုက်တာဟိုအန်တီလို့ခစ်တော့ကြတော့လေဒါမျိုးတွေမရှိဆိုတော့နားမလည်ဘူးကွယ်အော်ဟုတ်တယ်ဟိုအဖြစ်ကျွန်တော်လက်တွေ့လေးစမ်းသပ်ပြရမလားကောင်းတာစမ်းကြည့်ပါလားဟုတ်သူကြတော့လေရာသီဥတုအခြေအနေတွေရောနောက်ကိုသိချင်တဲ့သတင်းတွေပါမေးလို့ရတယ်ဆိုတော့လေမေးလို့ရကျွန်တော်အဲ့လိုစမ်းသပ်ပြမယ်နော်ဟုတ်ဟိုဒီနေ့ရာသီဥတုအခြေအနေလေး AI ပြောပါဦးဒီကနေ့ရန်ကုန်တိုင်းဒေသကြီးနေရာအနှံ့ပြားမှာမိုးထိတ်ချုံရွာနိုင်ပါတယ်အပူချိန်ကတော့32ဒီဂရီစင်တီဂရိတ်ထိရောက်ရှိနိုင်ပါတယ်အေးဒါလူမျိုးပါလေတော့မိုးပါရွာနိုင်ပြီးတော့ရာသီဥတုပူတဲ့အကြောင်းမှာတော့တခါလေးပြောသွားနိုင်တယ်မစိုးဘူးသမီးရဲ့ဟိုလေဖြစ်နိုင်လေအန်တီလေဟိုလေဒီလိုမျိုးစက်ရုပ်လေးတကောင်လောက်လေဟိုအခန်းထဲခေါ်ထားမလားလို့လေဟိုဖြစ်ရင်ဒါအန်တီသမီးနဲ့ယူပြီးစီစဉ်ပေးမယ်လေနော်ဟိုဘာရင်တော့မဟုတ်ပါဘူးအန်တီကဟိုလေဟိုအန်တီကိုဆေးလေးဗာလေးယူပေးလို့ရလို့လေအဲ့ကြောင့်လို့ပါဟုတ်ကဲ့တားနာနေထိုင်ပါဦးရေဟုတ်ထိုင်လိုက်မယ်နော်ဟိုအန်တီဒါလေးရလေဒါအန်တီတို့အတွက်လက်ဆောင်လေးပါအများကြီးတော့မဟုတ်ပါဘူးအော်မလိုပါဘူးသားရဲ့ဟိုဒီနေ့ရနာလားဟိုအန်တီရန်သဘောကျတဲ့ဆိုင်လေဟိုအခုကလည်းအန်တီတို့ကကျတော့ဆိုင်ကိုမသွားပြဘူးဆိုတော့လေသားလာနဲ့အတော်ပဲဖြစ်သွားတာပါကျေးဇူးတင်ပါတယ်နော်သားကျေးဇူးပါဟာကော်ဖီလေးပါလေတောက်နော်ဒါနဲ့ဟိုသားနဲ့သမီးကဘယ်တော့ယူကြမလဲဟိုအန်တီကလည်းအဲ့ဒါကြတော့လေဟိုအန်တီတို့အဆင်ပြေလေတားတို့ကနေမျိုးအောင်ဒီည7နာရီကောင်းပါလေးနဲ့ချိန်ထားတာရှိပါတယ်အချိန်နီးနေပါပြီဟိုသမီးတို့ကအပြင်သွားဖို့ရှိတာလားဟုတ်မဟုတ်ဘူးလေအမေတမီးညဘက်ပြင်မထွက်ဘူးမချိန်တော့ဘူးလေမိုင်းပြောနေမဟုတ်ဘူးအန်တီဟိုကလေဒီစက်ရုပ်က AI စက်ရုပ်ကအဲ့လိုပဲအားကုန်ကနေကြနေနဲ့ကြောင်နေကြောင်အားကုန်ဖြစ်တတ်ပါတယ်သတိပေးချက်နေမျိုးအောင်တီရီမှပေါက်စုံနဲ့ကိုလာဝယ်ခဲ့ရန်မှားထားပါလေမမေ့ရန်တီလေးလေဘယ်ကလဲမေးကြည့်အောင်နော်ဟုတ်လားကျမလိမ့်တာပေါ့ဟုတ်လားမဟုတ်ဘူးတီရီဆိုတော့လည်းငါပြောစမ်းတီရီနဲ့ပတ်သက်လို့ information မထည့်သွင်းတာပါရှိဟုတ်လား哎呦我的妈ရှင်းတယ်တီရီကဘူးပြောဟမ်ဖောက်ပြန်တယ်ဟုတ်လားမဟုတ်လေအစ်တူတယ်ဟောနော်ကွာမင်းတို့ထိုးရတဲ့ချင်းတို့တွေကတော့သိတုံးနေဟာအဲ့တော့ AI အဆောက်မင်းကြီးခြေတော့မူလီပြုတ်သွားပြီမူလီပြုတ်တော့လဲဝါမှာရန်ကွာဒီလိုမျိုးတိတ်ကမရှိရကောင်နဲ့ငါသမီးနဲ့လည်းသဘောမတူနိုင်မဲ့ကြွလာရလမ်းကြွလို့ရပြီနော်ဟမ်